Assalamualaikum warahmatullahi wabarakatuh ဟုတ်ကဲ့မင်္ဂလာရှိသောညနေဆောင်လေးပေါ့ခင်ဗျာနေလေးလည်းဝင်သွားအေးမြတဲ့အရသာကိုခံနေရတယ်အေးမြတဲ့အရသာဆိုရင်မိုးတိမ်တွေကအရင်နဲ့မတူတော့ဘူးမိုးတိမ်တွေအောက်ကျလာပါတယ်ပြာနန်းလာပါတယ်တဖြည်းဖြည်းနဲ့တော့ရတူသူကမตายရခြင်းတော့ဖြစ်နေပြီမိုးကရွာတာ9လပိုင်းကျော်6လပိုင်းမှာဟုတ်တယ်မလားကျောင်းအားပဲကျောင်းဖွင့်ပြီးဆိုရင်မိုးကစပြီအခုတည်းကမိုးကရွာခြင်းတလို့ဖြစ်နေပြီဒီကကျွန်တော်ပြောချင်တာကတော့ဒီကျွန်တော်ဘလူးမဆန်းသွားတဲ့ကိစ္စဘလူးမဆန်းသွားတဲ့ကိစ္စဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကမနက်ကဟာတာအနေနဲ့တင်ပေးခဲ့တယ်တင်ပေးခဲ့ပြီးတော့ကျွန်တော်သွားလို့တာပေါ့ကျွန်တော်ညနေ2နာရီခွဲ3နာရီလောက်ပြန်ရောက်လာတယ်ရောက်လာတဲ့အချိန်မှာကျွန်တော်ဖုန်းကြည့်တဲ့အချိန်မှာကျွန်တော်ဖုန်းမှာစာပြန်ရိုက်ထားတယ်အခုတဲ့ကျွန်မလည်းမုံပြင်းထဲမှာနေဘူးတယ်ပေါ့နော်အခုတော့မန္တလေးမှာရောက်ပြီအဲ့ဒါကျွန်တော်စာပြန်ရတယ်ဟုတ်ပြီငါညီမဘာဖြစ်လို့လဲအကိုဘလူးမဆန်းကြောင်းကဒီချမ်းရေမရှိတော့ဘူးတဲ့ရှိတဲ့နေရာရှိသေးတယ်လို့ဒီရေကားတဲ့ဘလူးမဆန်းရေမဟုတ်ပါဘူးတဲ့ဒါချောင်းတစ်ခုခုပါတဲ့မဟုတ်ဘူးကျွန်တော်ကပြောတာဘလူးမဆန်းနေပဲဆိုလို့ဒီကြိုက်တွေမှာရေရှိတာကျမတို့အရင်တော့မိုးရင်းဆိုရေတကွန်တွေတော်စီးတယ်ရေတကွန်တွေမှာတော်ဆော့တယ်တဲ့အပိုင်မလိန်နေတဲ့ဒါဘလူးမဆန်းမဟုတ်ဘူးအားနဲ့ကျွန်တော်ကဲဒါဆိုရင်ကျွန်တော်ဘာတတိပြရမလဲဘာတတိပြရမလဲဆိုတော့ဒီအမကကျွန်တော်ဘာပြောလဲဆိုတော့အဲ့ဆိုအပိုင်ကျမကိုတောင်ပြတယ်ဟာအပိုင်ကျမကိုတောင်ပြဆိုတော့ဟုတ်ပြီလေဖြစ်တယ်ကျွန်တော်လည်းတယောက်တည်းသမားဆိုတော့အေးဆေးနေတာဟုတ်အဲ့ဒါမနှက်ပြန်တောက်ကြနေကျွန်တော်သူ့တောင်ပြဖို့ဆုံးဖြတ်လိုက်ဘာလဲကျွန်တော်တောက်ကြနေဆိုဘာမှမလုပ်လေအိမ်မှာအေးဆေးစားလိုက်အိတ်လိုက်နေတယ်ဘဲမှလည်းမသွားဘူးနမတ်ဖတ်မယ်အိမ်မှာနေမယ်တောက်ကြနေဆိုကျွန်တော်ဘာအလုံးမလုပ်ဘူးတောက်ကြနေကျွန်တော်အားတယ်ဆိုတော့အဲ့ဒီအမကိုကျွန်တော်တောင်ပြဖို့ဆုံးဖြတ်လိုက်ပြီအားလည်းကျွန်တော်မနဲ့စိုးသွားမယ်ဆိုကျွန်တော်အဲ့လိုသူ့ပြောလိုက်ကဲဒါဆိုအပိုင်းကျွန်မကိုတောင်ပြမယ်ဆိုရင်တဲ့ဟုတ်ပြီကျွန်မကြည့်မယ်လေတဲ့ကဲတကယ်လို့အပိုင်းတကယ်ဘလူးမဆန်းညောင်းအစ်စ်ဆိုရင်အပိုင်းကျွန်မကိုတောင်ပြရမယ်ဟုတ်ပြီကျွန်တော်ပြမယ်ကျွန်တော်ဂတိပေးလိုက်မနှမ်းပြန်သူ့ကိုကျွန်တော်တောင်ပြရတော့မယ်ဘလူးမဆန်းတော့သူ့တေချာတောင်တန်းတွေပါလေတေချာကြည့်ဖို့ပြရမယ်ကျွန်တော်အဲ့လိုပြောလိုက်ဟောသူဘက်ကဘာပြောလာလဲဆိုတော့အပိုင်းတကယ်လို့တောင်ပြလို့ရှိရင်ကျွန်မမန္တလေးကိုအပိုင်းအလဲဖိတ်မယ်ဇလန်းလေးတစ်ပုတ်ရိုက်ဖို့ပေါ့ကျွန်တော်အဲ့လိုပြောလာတယ်အဲ့လိုပြောလာရင်ဟုတ်ပြီလေအဲ့ဒါဆိုကျွန်တော်မှသွားသတိလာသတိကတော်တော်ဝေးတယ်လို့မဖြစ်ဘူးလို့ဈေးစကားလည်းကြီးတယ်အခုအချိန်မှာလည်းကျွန်တော်ဒီမှာကားလည်းမရှိဘူးလို့ရှိတဲ့ဆိုင်ကလည်းလက်ကွင်းနဲ့သွားတဲ့ဆိုင်ကပဲလို့ကိုတဲ့အပိုင်းတော့မှကျွန်မကိုတောင်ပြသေးရပဲကျွန်မအပိုင်းကိုကားပေးမယ်တဲ့ဟာကားပေးမယ်ကျွန်တော်သူ့တောင်ပြလိုက်တယ်ဆိုဒီကျွန်တော်ကားပေးတာပေါ့မန္တလေးဟိုလဲဖို့ဆိုပြီးသူ့ကားတစ်စီးသူ့ဒရိုင်ဘာနဲ့ပို့ပေးတာပေါ့ကျွန်တော်စီသူ့ဒရိုင်ဘာနဲ့ပို့ပြီးတော့နဲ့ကဲဟိုရောက်ရင်လို့မန္တလေးကိုရောက်ရင်ပေါ့နေငါ့ကိုဘာတွေနဲ့အခက်မလဲဘာတွေနဲ့ပြုစုမလဲဘာတွေနဲ့ကျွေးမွေးမလဲပေါ့အဲ့လိုလဲပြောလိုက်ရောအပိုင်းကျမကိုတောင်ပြလို့ကျမမန္တလေးကိုသွားဖို့လာဖို့အတွက်အပိုင်းကိုကျမကားပေးလိုက်ပြီဟုတ်တယ်မလားကားပေးလိုက်ပြီဆိုရင်အပိုင်းသဘောတဲ့ဟုတ်ပြီကျွန်တော်အဲ့ဟုတ်ပြီဒီကားပေးတာတော့မှငါကားမောင်းပြီးတော့လာပြီးထားပါတော့မန္တလေးရောက်ရင်ငါ့ကိုဘာဒီငါမရောက်ဘူးတဲ့နေရာတွေမသွားဘူးတဲ့နေပြအပိုင်းရဲ့တဲ့အပိုင်းကျမကိုတောင်ပြတယ်ပြီးတော့ကျမအပိုင်းကိုကားပေးတယ်မန္တလေးရောက်တော့လေအပိုင်းကိုကျွန်မကျုံးပြမှာပေါ့
အပိုင်းကလည်းအပိုင်းဘာဖြစ်နေရလဲမန္တလေးရောက်ရင်အပိုင်းကိုကျွန်မကျုံပြမယ်အေးဟုတ်တယ်လူငါလည်းကျုံရရှုခင်းအလားပလေးတွေငါကြည့်ကျင်တယ်လို့မန္တလေးတိုင်းကျုံမြို့နယ်ကကျုံဒေတာကတော်တော်လာတယ်လို့ပြောတယ်ရှုခင်းနေတာရတယ်ပေါ့နော်အေးအဲ့ဒါဆိုငါလာခဲ့မယ်လို့အပိုင်းကျွန်မအခုလိုတောင်းပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါကြောင့်အပိုင်းသွားဖို့လာဖို့အတွက်လွယ်ဖို့အတွက်ကျွန်မကားပေးလိုက်ပါတယ်ဗျာအေးဟုတ်တယ်လူငါညီမကားပေးလိုက်တယ်ဆိုတော့လေအခုအပိုင်းကတကယ်ပဲလာတော့မယ်ဆိုတော့လေလာခဲ့လေအပိုင်းမုံပြည်နယ်ဒီကြိုင်မျောမဟာမြိုင်နေပြီးတော့ဒီလိုလာမယ်ဆိုမကြပါဘူးမန္တလေးကိုပိုင်ကားနဲ့လာရမှာလေအပိုင်းကျွန်မကားပေးလိုက်ပြီဆိုတော့အပိုင်းလာလိုက်တော့တဲ့ဟုတ်ကဲ့လို့အပိုင်းလာတာနဲ့အရင်ဆုံးဘယ်သွားကျင်လဲတဲ့ဘယ်သွားကျင်လဲဆိုတော့အပိုင်းသဘောလေးမဟုတ်ဘူးကျွန်တော်ကဧည့်သည်ဆိုတော့အင်ရှင်တွေကကျွန်တော်ဟိုဒီလိုက်ပို့တာပဲဟုတ်ပြီလေအပိုင်းကတောင်ပြတယ်ဆိုတော့မန္တလေးကိုလာနဲ့အပိုင်းကိုကျွန်မအရင်ဆုံးကျုံပြမယ်လေဟုတ်ပြီညီမလေးဒါဆိုရင်လဲအပိုင်းလာတာနဲ့အပိုင်းကိုကျုံပြနော်လို့မန္တလေးကျုံမြို့ကတော်တော်စီတယ်လာတယ်ပြောမဆိုမှရှင်ခွင့်လုပ်ပေးပါနော်ဆလာမုအလိုင်ကွမ်ဝရဟမတုလာဟီဝဘရကာတူ